အားလုံးပဲမင်္ဂလာပါအမတို့ဒီမီဇိုပတ်ကွန်းနေချုပ်မယ်ဒီလိုမျိုးစိုးအထည်လေးကိုချုပ်တော့မယ်ဆိုရင်ပုံမှန် site တွေအတွက်ကတော့အဆင်ပြေပေမဲ့အမတို့တင်40အထက်တွေတက်ကိုချုပ်တော့မယ်ဆိုရင်အမတို့နည်းနည်းလေးထူခြားသွားပြီပေါ့နော်ဘာဖြစ်လဲဆိုတော့တို့တို့ကားကွင်းကမတော်ပါဘူးဒီရဲ့ original ကွင်းတွေကဘယ်လောက်ပဲရှိရလဲဆိုရင်60နဲ့အများဆုံးပေါ့နော်ပုံမှန်ဆိုရင်60ပတ်ကွင်းနဲ့လာပါတယ်ဒါဆိုတော့အမတို့မှာကွင်းသေးနေတယ်ပေါ့နော်ဒီတိုင်းချုပ်မယ်ဆိုရင် customer ကသူဝတ်တဲ့အခါမှာဘာဖြစ်နေမလဲဆိုတော့ကွင်းချင်းပြီးတော့ထိုင်ထားရတာအဆင်မပြေဘူးပေါ့နော်အရင်ကွင်းချင်းရင်ဝယ်ရတာအဆင်မပြေဘူးအဲ့ဆိုတော့အမတို့ဒီလိုကွင်း site ကြီးတစ်ပိုင်းကိုဘယ်လိုချုပ်မလဲဆိုတော့အမတစ်ချက်ပြပေးပါမယ်အဲ့ဒါနဲ့မောက်ထတာညာဖုံးဆိုမှတို့ထည့်တယ်တကယ်လို့ဘယ်ဖုံးဖြစ်မယ်ဆိုရင်အမတို့ဒီကနေဒီကခါတိုင်းဖြစ်မယ်ဒါအခုဒီခါပိုင်းချင်းဖြစ်သွားမှာပေါ့နော်ဒါဆိုရင်ဒီလိုလေးချုပ်လို့ရတယ်ဆိုတာပဲဖုံးဒါဆိုဒီမီဇိုးပတ်ကွင်းတွေကဘယ်ရောရာယူလို့ရတယ်ဆိုတော့ဘယ်ဖုံးလိုက်ညာဖုံးလာတော့တစ်ချက်တတိထားဖို့လိုတယ်တကယ်လို့မှားဖြတ်ပြီးတော့ဒီအောက်မှာပြန်ခေါက်မှဆိုတာနည်းနည်းအဆင်မပြေဘူးပေါ့နော်ဒါဆိုတော့မောက်ကဆိုင်းညက်ကလေးကတေချာလေးတတိထားပါဘယ်ရောရာတုံးလို့ရတယ်ပေါ့နော်အဲဆိုရင်ဒါကြတော့ဒီ customer ကသူကကိုရှေဘယ်လောက်ရှိလဲဆိုတော့36ရှိတယ်ကွယ်36ရှိတော့အမတို့သူ့ရဲ့ဒီအထည်ကဘယ်လောက်လောက်ရှိနေလဲဆိုရင်ဒီရက်ကိုရှေက41ရှိတယ်41ရှိတော့အမတို့ရဲ့ဒီအပေါ်မှာဖြစ်တဲ့ဟာလေးကိုအမကဘယ်မှာလာလုပ်လိုက်လဲဆိုတော့ဒီနားမှာလာဖြတ်ဒီမှာလာဆက်လိုက်ပါတယ်ဒါဆိုရင်အမတို့ဒါဆက်ရလေးကဒီမှာနှစ်ခုဖြစ်ရမယ်ဒီဟာအလားသားဖြစ်ရမယ်ပေါ့နော်ဒါမြို့ကိုလေးတေချာတိုင်းရောခုမှမြို့ကိုမတိုင်းရသေးဘူးပေါ့နော်ဒါဆိုရင်သူကချိတ်လေးနဲ့လိုချင်တာမလို့မကချိတ်လေးနဲ့ထားပေးလိုက်တယ်ဒါဆိုတော့ဒါသူ့ကြောက်ဝက်တဲ့ခါမှာပိုပြီးတော့တက်ဖြစ်သွားတယ်ဒါဆိုသူကကြတော့ site တော့ကြီးပေမဲ့ကိုရှေကထမင်ရဲ့ကိုရှေရတယ်သူကငကူကလည်းရှေတယ်ပြီးတော့လည်းဒီ customer ရဲ့ကိုရှီကလည်းသူက36ဘတ်ဆိုတော့အပေါ်မှာဖြတ်ထုတ်စရာတစ်ထွာလောက်ရှိနေတယ်ဘောလို့ဆိုတာ okay တယ်ဒါဆိုရင်ဒါကျတော့အဆင်ပြေပြီကွယ်မတော့ကအယောင်တူနဲ့လုပ်တယ်ဒါပေမဲ့ဒီမီဇိုထဲကြတော့သူရဲ့ original ကဖြတ်ထုတ်စရာမရှိတော့ဘူးသူကဘယ်လောက်လဲဆိုတော့ဒီဟာကိုရှီကသူက40ရှိနေတာသူရဲ့ထမိန်စားလည်းပဲ40ပဲကွက်တိဖြစ်နေပြီဒါဆိုတော့ကဘေးမှာလည်းဆက်လို့လည်းမရတော့ကွယ်အဲ့လိုမျိုးဆိုဘာလုပ်လဲဆိုတော့ဘေးမှာမောင်ကတကယ်လို့ထပ်ခောက်မယ်ဆိုရင်ပိတ်ဆကခွင်းချင်းသွားတော့မယ်ဒါဆိုမှကဘာလုပ်လဲဆိုတော့ဒီလိုမျိုးပိတ်ဆလေးကိုကွက်စာအနေနဲ့ထားလိုက်ပါတယ်ဒါဆိုဒါလေးကိုကွက်စာမောင်ကလုံးဝတည်တည်တက်လုံးမယ်ပေါ့နော်မိပူတိုက်မယ်မိပူလေးတိုက်ထားမယ်ကက်ကက်လေးဖြစ်သွားအောင်မနော်မိပူလေးတိုက်ထားပါမယ်ဒါဆိုရင်သူရဲ့ထမိန်ခောက်မဲ့အစားကွင်းကပို့ပြီးအဆင်ပြေသွားတာပေါ့နော်ဒီလိုလေးခောက်ပါမယ်ဒီလိုခောက်ရဆိုမှကချုပ်လိုက်မယ်ဆိုရင်သူဝတ်တဲ့ခါမှာအဆင်ပြေပါမယ်ဆိုတာကိုပြောချင်ပါတယ်ဒါကတော့အမတို့ဒီမီဇိုးပတ်ကွင်းတွေချုပ်တဲ့ခါမှာတတိထားမယ်အရာပေါ့နော်အဲ့ဒါလေးကိုအမပြချင်တာဖြစ်တယ်အားလုံးပဲအဆင်ပြေကြပါစေ